မင်္ဂလာပါရှင်အတီနာဖြစ်ပါတယ်ဒီနေ့ပစ်ကပ်ပိုင်းပုံစံမျိုးပေါ့နော် energy reading လေးဖတ်ပြမှာဖြစ်ပါတယ်အမှားဆုံးကဒါလေးကပန်းရောင်ကျယ်လေးပေါ့နော်ဒါလေးကတော့အစိမ်းရောင်ကျယ်လေးနောက်ဒီတစ်ခုကအပြာရောင်လေးနော်အဲ့တော့ကိုစိတ်ထဲမှာသိကျင်တဲ့အကြောင်းအရာကိုအာရုံပြုပြီးတော့ကျယ်လေးတစ်ခုကိုရွေးလိုက်ပါရှင်ဟုတ်ကဲ့အမှားဆုံးပန်းရောင်ကျယ်လေးရွေးထားတဲ့သူတွေအတွက် energy reading လေးဖတ်ပြပါမယ်နော်အခုမေလကနေပြီးတော့နောက်6လအတွင်းဖြစ်ပေါ်လာနိုင်တဲ့ကံကြမ္မာများကိုအဒီနာနဲ့အတူတူကြည့်ပါမယ်โอเคရရှိပေါ်တော့ဘာတွေကိုခံစားနေရလဲဆိုတဲ့အတွက်ကကလေးရတာလေးကြားပါတယ်နော်သူက Six of Pentacles ပေါ့နော် Six of Pentacles သူကငွေကြေးတွေကိုဒီကိုယ်မှရှိတာတွေကိုမျှဝေပေးတဲ့အခြေအနေပေါ့နော်ကိုကအခုလက်ရှိမှာဥမာစိတ်ညစ်စရာတွေရှိနေခဲ့ရင်လည်းလူဒါနာလေးတွေကိုတက်နိုင်တဲ့လောက်ပြုလုပ်ခြင်းအဖြစ်ကိုယ့်ရဲ့စိတ်ကိုပြန်ပြီးတော့ကိုယ့်ရဲ့ကံကိုပေါ့နော်ပြန်ညှစ်တင်နိုင်မယ်ဆိုတဲ့သဘောမျိုးအဲ့လိုအဒီနာတော့ယူဆပါတယ်နောက်တစ်ခုကကိုစိတ်ညစ်နေရတာဘာတွေလဲပေါ့နော်ကိုလက်ရှိမှာဘာတွေခံစားနေရလဲပေါ့နော်အဲ့ဒီအတွက်ဆွဲထားတာတော့ Six of Swords ပါဆိုတော့တနေ့ရောက်ထွက်သွားဖို့အတွက်စဉ်းစားနေတယ်စူးစမ်းနေတယ်ပေါ့နော်အလုံးဆိုလဲအလုံးဒီလောက်ကနေပြီးတော့စိတ်ညစ်ပြီးနောက်အလုံးတစ်ခုကိုထွက်ခွာဖို့စူးစမ်းနေတယ်ဒီလိုအခြေအနေမျိုးဖြစ်နေမယ်နော်ဒါမျိုးဆိုရင်future မှာဘာတွေဖြစ်လာနိုင်မလဲပေါ့နော်ဆိုတော့ခါရှာမှာ King of Wands နော် King of Wands ကိုကြားပါတယ်ဆိုတော့ဒါကတော့ဒီရှေ့ရနှစ်ကန်းနဲ့ချိတ်ဆက်ပြီးတော့ကြည့်ရမယ်ဆိုရင်တော့ကိုကတဖြည်းဖြည်းနဲ့ကိုယ့်ရဲ့အခြေအနေကိုသုံးသပ်ပြီးတော့ stable ဖြစ်လာအောင်ကြိုးစားနိုင်မယ်လို့အတင်းကတော့ယုံကြည်ပါတယ်ရှင်ဒါလေးကတော့ပထမဆုံးဂျယ်လီပန်းရောင်လေးရွေးထားတဲ့သူတွေအတွက်ပါနော်ဟုတ်ကဲ့နောက်တစ်ခုအစိမ်းရောင်လေးအတွက် energy reading လေးဖတ်ပေးပါမယ်ရှင်မေလကနေစပြီးနောက်6လအတွင်းတွေ့ကြုံလာနိုင်တဲ့အခြေအနေလေးတွေကိုဒီနေ့နဲ့အတူကြိုးစားရှာဖွေကြည့်ကြပါမယ်လက်ရှိမှာတော့ဒီဟာ Three of Swords ပေါ့နော်ဆိုတော့သူကအခြေရင်းမှာတပ်ပါတီရှိနေတာမျိုးအဲ့လိုအခြေအနေမျိုးပေါ့နော်စိတ်ညစ်စရာတွေရှိနေတဲ့ခံစားနေနာကျင်ကြည်ကွင်းနေရတယ်ဆိုတာမျိုးပေါ့နော်အဲ့လိုမျိုးဖြစ်နေတယ်သူတော့ဒီမှာ Six of Wands နော်ကိုလုံနေတာတွေကကိုကနာကျင်ကြည်ကွင်းရပေမဲ့ဒီဟာတွေကိုကြော်လွားပြီးသွားရင်တော့အောင်မြင်နိုင်မယ်ဆိုတော့ကက်ကလေးကြားပါတယ်ရှင် Six of Wands ပါfuture မှာရောဘာတွေဖြစ်လာမလဲ Queen of Wands ဆိုတော့ဒီပိုင်းကိုရွေးထားတဲ့လူတွေကတော့အစာပိုင်းမှာနာကျင်ကြည်ခွင့်ရတာမျိုးတွေရှိမယ်ဒါအခြေအနေနဲ့ပတ်သက်တာတွေဖြစ်ကောင်းဖြစ်နိုင်တယ်သို့တော့နောက်ပိုင်းမှာတော့ကိုကစူးစမ်းပြီးတော့ဖြတ်ကျော်မယ်ဆိုရင်အောင်မြင်မှုတွေကိုဇက်တိုက်ရရှိမှာဖြစ်ပါတယ်ရှင်ဒါလေးကတော့အစိမ်းရောင်ကျယ်လေးကိုရွေးထားတဲ့လူတွေအတွက်ဖြစ်ပါတယ်နော်နောက်ဆုံးအပြာရောင်ကျယ်လေးเนาะအပြာရောင်ကျယ်လေးကိုရွေးထားတဲ့သူတွေအတွက် energy reading လေးကိုဖတ်ပါမယ်အခုမေလကနေစပြီးတော့နောက်6လအတွင်းဒီနာတို့ဘာတွေကိုကြော်ဖြတ်ရမလဲဘာတွေကြုံတွေ့နိုင်မလဲဆိုတာကိုဒီနာတို့အတူတူစူးစမ်းရှာဖွေကြည့်ကြအောင်ပါရှင်Eight of Pentacles နော်ကိုလက်ရှိမှာကြိုးစားအလုပ်တွေစူးစမ်းနေတယ်ပေါ့နော်အလုပ်တွေစူးစမ်းနေပါတယ်Knight of Pentacles နော် Knight of Pentacles ဆိုတော့ကောင်းပါတယ်စူးစမ်းတာတွေအရာထင်လာမယ်ဆိုတော့ဒီပဲမျိုးပဲเนาะအများကြီးတော့သူ့မှာထူထူပြောစရာတော့မရှိဘူးသူ့အခြေအနေကအစိုးနှစ်ဘက်ကတော့ရောက်မနေဘူးပေါ့နော်နောက်ဆုံး future မှာလည်း Queen of Cups ဆိုတော့ဒါ emotion ကိုထိန်းနိုင်မယ်ဆိုတဲ့သဘောမျိုးပေါ့နော်ဒီဂျယ်လေးကိုရွေးထားတဲ့လူတွေရဲ့ဘဝကတော့ထူးခြားခြားပြောင်းလဲမှုမရှိဘဲနဲ့ပုံမှန်လေးပဲဖြတ်သန်းသွားမယ်ဆိုတဲ့ energy မျိုးရပါတယ်ရှင်အားလုံးပဲကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုလေးမှာပြန်တွေ့ပါမယ်နော် bye bye